မိုးရတဲ့ရဲ့မိုးရွာပြီးကစားအချိန်လေးဆိုရင်လေကွင်းနေတဲ့မှာဖားအော်တန်ကြားရတာကပုံမှန်ဖြစ်ပါတယ်ဒီတဲ့အိမ်လေးထဲမှာတော့ဖိုးမောင်မင်းအောင်နဲ့ကိုတင်လှတို့အရက်တောက်ရင်စကားပြောလိုက်တာည7 နာရီတောင်ကြော်လာခဲ့ပြီဗျအရက်အကုန်သွားပြီတွားဝဲပေးကွာဖိုးမောင်ဟေ့အောင်အချိန်ကိုလည်းကြည့်အောင်ဟာဒီအချိန်ဘယ်ကတွားဝဲရမှာလဲဘာလဲဟာကောင်းနေပြီဟာမင်းတို့အတန်တခုကြားကြလားသူတို့ငင်းခုန်တာရက်သွားချိန်လေကွင်းထဲကဖားအော်တန်တွေကိုအသေးအချာကြားလာရပါတယ်လေထဲကဖားသွားဖမ်းခဲ့ကြငါတုံရဟင်းဆက်ဆက်လေးချက်ပြီမယ်ဟာကျွန်တော်အကြိုက်ပဲတရေတောင်ကြလာပြီမလုပ်ပါဘူးဦးလေးတောင်းရဲ့လင်နာကိုခွေးတောင်မသွားရဲဘူးဒီလူကြီးကတေကာနီးနေတဲ့အပြင်ထူးထူးဆန်းဆန်းနဲ့လောက်တတ်သေးတယ်အခုချိန်သွားလို့တွေ့သွားရင်တနတ်နဲ့ပြစ်တက်ခံရလိမ့်မယ်ဘာလဲဟာဘဲခေါ်ခေါ်မသွားဘူးအကျွေးတောင်းလည်းပြန်မပေးဘူးဒီတစ်ခေါက်ငါနဲ့လိုက်ခဲ့အကျွေးကြေးသွားပြီလို့ငါတတ်မှတ်လိုက်မယ်အေးရတယ်ကွာမသွားရင်မိုးလင်းတဲ့စီပွားနေဦးမယ်ဒီညအဖားမမြရပါစေဆိုတော့ဖုံးမောင်လည်းစိတ်မပါတပါနဲ့လိုက်ရလေပါတယ်မြန်တော့မြန်ပြန်လာနော်စားဖို့ရတာလောက်ပဲဖမ်းခဲ့တခုဆိုရင်ချက်ချင်းပြန်လာခဲ့နားလေလားအရက်ချိန်ကြောင့်သူတို့လည်းဘာမှမတွေးပဲရေမော့ပြီးရွာနောက်ပိုင်းကဦးတောင်းရဲ့လဲစီကိုထွက်လာခဲ့ကြပါတယ်ဒီနာပတ်ဝန်းကျင်ကထူးဆန်းလိုက်တာဘလို့ကြီးမှမသိဘူးလဲတဲ့မဝင်ရသေးခင်ဘေးနာချုံမုတ်စီကမန်ဖီတန်ကြားရတာကြောင့်နှစ်ယောက်သားမီးထိုးကြည့်လိုက်တော့မျက်လုံးနေနေနဲ့ဒီအထက်ဝင်မလာနဲ့လို့သတိပေးခြင်းမပေါ်တဲ့ခွေးအနက်ကြီးတစ်ခေါင်ကိုတွေးလိုက်ရပါတယ်ဘာကောင်းကြီးလဲဟာမင်းအောင်ခဲနဲ့ကောက်ပေါ်လိုက်တော့ခွေးကြီးကအမောင်နဲ့ပြန်တူးကပျောက်ကွယ်သွားခဲ့ပါတယ်လဲဆောင်ခွေးပါဟာနောက်ဆုံးမသွားနဲ့ငါမောင်းထုတ်လိုက်ပြီငါ့ကိုချောက်လို့ရမယ်ထင်နေလားမသိဘူးပီတာနဲ့သူတို့လည်းတက်ကြွစွာဖားဖမ်းခဲ့ကြပါတယ်ငါဟိုချုံတော့သွားကြည့်လိုက်မယ်အတန်ကြားတယ်အများကြီးထက်ရလောက်တယ်အေးအဝေးမသွားနဲ့နော်အဲ့အချိန်ဖုံးမောင်ကအဝေးကလာနေတဲ့လိမ်မော်ရောင်အလင်းရောင်တစ်ခုကိုမြင်လိုက်ပြီးကိုလာတင်ပြောတဲ့စကားကိုသတိရသွားကတငယ်ချင်းကိုတော့ပေါ်မခေါ်ပဲတုတ်ချေတင်ပြေးခဲ့ပါတယ်အများကြီးရပြီဒီညတော့ပေါ့တာပဲဟဲ့ဖုံမောင်အိမ်ပြန်သွားတာကိုမသိတဲ့မင်းအောင်မနေမဝဲချုံမရှိနေတဲ့အထင်နဲ့အိမ်ပြန်ဖို့လာခေါ်ခဲ့ပါတယ်အနားရောက်တော့တငယ်ချင်းကိုမြင်ရမယ့်အစားနောက်ကျောပေးကဖားတွေအစိမ်းစားနေတဲ့ဖုတ်တရဲကိုမြင်လိုက်ရတယ်ဗျပုတ်ပွားတဲ့အနက်နေရဲတဲ့မျက်လုံးချုံထက်တဲ့အဆွဲတွေနဲ့ယွန်စရာကြီးဖြစ်ပြီးမိအလင်းအောင်လို့ထင်းတဲ့လိမ်မော်ရောင်အလင်းကသူ့နှာခေါင်းကထွက်နေတာဖြစ်ပါတယ်မင်းအောင်ကြောက်လန့်တကြားထွက်ပြေးတော့တယ်ဗျဒါပေမဲ့ဘယ်ဟုတ်ပဲပြပြထွက်လန်းမရှိပဲလေထဲမှာပဲပိတ်မိနေခဲ့ပါတယ်အဲ့အချိန်သူ့အရှိကနေလိမ်မော်ရောင်အလင်းတန်းတွေထွက်လာခဲ့တယ်ဗျမင်းဘယ်ပြေးမလို့လဲငါမျက်နှာကိုမြင်သွားပြီဆိုမှတော့ငါမင်းကိုအလုံးမပေးတော့ဘူးဖုံးမောင်ကြောက်လန့်ကရှ िख ိုးတောင်းပန်ခဲ့ပါတယ်ကျွန်တော်တောင်းပန်ပါတယ်ကျွန်တော်ဘာမှမလုပ်ပါနဲ့ဖုတ်တည်းရဲ့ဘာမှမလုပ်ရသေးခင်အနောက်ကနေအတန်ကြားလိုက်ရတယ်ဗျဟိုဖုတ်တည်းရဲ့မင်းကငါတောင်းဆိုတော့ငါသိတယ်
တယောက်ယောက်ကတရေရဲ့နာမည်ကိုပြောလိုက်မယ်ဆိုရင်အမြဲတမ်းအတွက်ပျောက်ကွယ်သွားတယ်လို့ပြောစမှတ်ရှိပါတယ်ဖုတ်တရေပါဇက်ကအလင်းရောင်တွေကမိအဖြစ်ပြောင်းလဲသွားပြီးသူ့တကိုယ်လုံးကိုလောင်ကျွမ်းသွားကခဏနေတော့ပျောက်ကွယ်သွားတော့တယ်ဗျနောက်နေ့ရောက်တော့ကိုတင်လာနဲ့ဖိုးမောင်မင်းအောင်ကိုခေါ်ကမကောင်းတဲ့အရာတွေကိုတန့်စင်ဖို့ဆရာတော်စီခေါ်သွားခဲ့ပါတယ်ပြီးနောက်မင်းအောင်တို့လည်းဖြစ်ခဲ့သမျှအရာအလုံးမေးဖို့ကိုတင်လာစီကိုအရက်ထပ်လာမတော့တော့ပါဘူးဟုတ်ကဲ့ဇလန်းလေးကဒီလောက်ပါပဲခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ